ဒီပုံထဲမှာတွေ့ရတဲ့ main ကလေးချောချောလေးရပါတော့ပထမဆုံးကလူပြောက်ချင်ညာခင်ရတယ်လူပြောက်ချင်ညာမျိုးမကြာခင်မှာသူ့ရဲ့အလောင်းကိုလမ်းဘေးမှာပေါ့နော်စားတွေတိတ်ပြီးတော့မှစောင်းနဲ့ပိုက်ပြီးတော့မှဆွန့်ပစ်ထားတာတွေ့ရတယ်ဆိုတော့အဲ့သတင်းလေးက24ရက်နေ့မှာပေါ်ပေါက်လာတာဖြစ်ပါတယ်တရားခံကိုမိတာပေါ့ဗျာနော်ဆိုတော့တရားခံဖြစ်သူကဘယ်လိုလဲဆိုတော့အသက်25နှစ်အရွယ်ဆိုင်းစော်ပိုင်ဖြစ်ပါတယ်ဆိုတော့ဆိုင်းစော်ပိုင်ကိုအဲ့24ရက်နေ့မှာမိသွားတာဖြစ်တယ်ဆိုတော့ဆိုင်းစော်ပိုင်ကနေတော့မှဒီရဲ့ဖြစ်ပျက်ကိုနော်ပြန်ပြီးတော့ပြောပြမှာဖြစ်တယ်ဆိုတော့နားထောင်ကြည့်ပါပေါ့နော်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆိုတော့ဒီကောင်မလေးကပေါ့နော်အဆန်ကောဆိုတဲ့လူနဲ့ online မှာရေးစားတယ်ဖြစ်ကြတယ်ဖြစ်ကြပြီးတော့မှပေါ့နော်ဒီရဲ့73ရက်နေ့ဖေဖော်ဝါရီလမှာသူတို့တွေ့ကြတယ်ချင်းတွေ့တာပေါ့နော်ကျွေတော်စကားပါညာပြောပြီးမှ14ရက်နေ့ကကြတော့နောက်တစ်ခေါက်တာချင်းလေးမှာရှိတဲ့ KTV မှာပြန်ပြီးတော့မှတွေ့ကြတယ်တွေ့တဲ့အချိန်မှာသူတို့ဘာတွေလုပ်လဲဆိုတော့ KTV ဆိုတော့တည့်ရဲ့အတိုင်းပဲ Happy Water တော့ဘာလို့ညာတော့ပေါ့မူးစီဝါတွေသုံးမယ်အဲ့ဒီထဲမှာမှသူက Happy Pop ဆိုရဲပေါ့နော်နာမည်ရှိတဲ့မူးစီဝါကိုလွန်ကျွန်းသုံးတော့မှသူက Happy Pop ကောင်းနေတဲ့အချိန်မှာပေါ့နော်အဲ့ရဲ့အဆန်ကောဆိုတဲ့လူကနေပေါ့မှသူ့ကို number 4ထိုးပေးလိုက်တယ်တဲ့နော်သူတို့အလူတူလဲဖြစ်မှာပေါ့ဗျာနော်အဲ့ဒီမှာဈေးကောင်းတဲ့အချိန်မှာ number 4ကထိုးတယ်ဆိုတော့သူတို့အမှနှစ်ပင် short သွားရတော့မှာပေါ့နော်ကောင်မလေးက short ဖြစ်သွားတာလည်းဖြစ်မယ်ဆိုတော့အဲ့လို short ဖြစ်သွားတဲ့အချိန်မှာသူတို့ကအဲ့ရဲ့ KTV ကနေတော့မှာပေါ့နော်စင်းုံလည်းမခေါ်သွားဘူးမခေါ်သွားမနဲ့သူက hotel မှာထားတယ်hotel မှာထားတယ်တော့မှစားတွေပါတွေစားရည်တွေပါတိုက်တယ်တိုက်ပြီးတော့အစင်မပြေတော့ဘူးဆိုတော့လုံးဝအစင်တွေမကောင်းမှန်းသိတော့အိမ်ကိုခေါ်လာတယ်ဆိုတော့အဆန်ကောဆိုရဲပေါ့နော်လူရဲ့အိမ်ကိုခေါ်လာတယ်ခေါ်လာတဲ့နောက်ပိုင်းမှာသူတို့ကလည်းအဲ့ရဲ့သူတို့ပုံစံပေါ့နော် traditional ဆေးတွေနဲ့အဲ့လိုမျိုးပေါ့လိန်စရာစီကလိန်တိုက်စရာစီတိုက်အဲ့လိုမျိုးပုံစံလုပ်ပြီးမှနောက်ဆုံးတော့ကောင်းမလေးကဘလုံးမရတော့ဘဲနဲ့ပေါ့နော်ပါဇက်တွေကအမြုပ်တွေထွက်လာတယ်တဲ့ထွက်လာပြီးမှနောက်ဆုံးတော့ကောင်းမလေးကဆုံးပါသွားတယ်ဆုံးပါသွားတဲ့အချိန်မှာသူတို့ကလည်းအရန်ကိုကြောက်တာပေါ့နော်ကြောက်တယ်ဆိုတော့အမှုပတ်မယ်ပေါ့နော်သူတို့ကဆေးသုံးမှုထားဆေးလည်းတုံးထားတယ်ဆိုတော့ကြောက်တယ်သူ့အမြင်လည်းကြောက်တယ်ပေါ့နော်ကြောက်ရင်နဲ့ပဲသူတို့ကနေတော့မှဒီလိုဒီအလောင်းကိုဖျောက်ဖို့တော့သူကြံစီလိုက်တယ်ဆိုတော့အလောင်းထဲမှာပေါ့နော်စားရတိတ်တယ်စားရတိတ်ပြီးမှဒီလိုစောင်းနဲ့ပတ်ထားတယ်ပတ်ပြီးမှဆိုတော့ဟိုတာချီလိတ်မှာပေါ့နော်တက်ပြစ်ထားတယ်တဲ့ဆိုတော့ပြစ်တဲ့နေရာပေါ့နော်တာချီလိတ်မြို့ချောင်လမ်းဘေးတွင်ဆွပစ်ခဲ့တယ်တဲ့နော်တာချီလိတ်မြို့ချောင်လမ်းဆိုတာနော်မြို့ချောင်လမ်းဆိုတာတာချီလိတ်မှာနေတဲ့လူတွေသိမှာပါအဲ့လမ်းနှစ်ဘေးမှာဆွပစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒေသခံတွေကတွေ့တော့အလောင်းတွေတောက်တယ်ကောက်တဲ့အချိန်မှာပေါ့နော်ဒီရဲ့ဆိုတော့မှကျွန်တော်ပြောတဲ့ဆိုင်းစော်ဘိုင်ကိုဖမ်းမိခဲ့တယ်ဖမ်းပြီးတော့ဆိုင်းစော်ဘိုင်ကလည်းဆိုတော့အထက်ပါတိုင်းပေါ့နော်ဖွင့်ဆိုခဲ့တယ်ဆိုတော့သူတို့ကပေါ့နော်ဒီရဲ့သတင်းကိုတကြားချင်မှာပဲပေါ့နော်လုံးဝနာမည်တွေလည်းထွက်လာပြီးနောက်ကျတော့ပေါ့ဒီရဲ့သတင်းဟော့အရန်ဖြစ်လာတဲ့အချိန်မှာသူ့အမေနဲ့သူနဲ့ကကြတော့ထိုင်းုံထွက်ပြီးသွားတယ်တဲ့နော်ထိုင်းုံထွက်ပြီးရတယ်တဲ့နော်ဆိုတော့ဒီရဲ့အဆန်ကောဆိုတဲ့လူရဲ့နာမည်ရင်းကတော့လင်းထက်ခေါ်အဆန်ကောဖြစ်ပြီးတော့မှသူ့ရဲ့မာသားကကြတော့ဒေါ်နန်းဆိုင်တန်းတဲ့နော်သူတို့နှစ်ယောက်ဘယ်လောက်ထိပြေးနိုင်ပါလဲဗျာထိုင်းနိုင်ငံဆိုတာတည်ရမလားတရားဥပဒေစိုးမိုးရှိတဲ့နိုင်ငံမြန်မာနိုင်ငံမှာအမှုကင်းလုပ်ပြီးတော့မှထိုင်းနိုင်ငံကိုတိုင်လိုက်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ဖမ်းခံပါပဲနော်အဲဒါကြောင့်ကိုယ့်ရဲ့ liability လေးနဲ့ပြန်လာပြီးတော့မှတရားရင်ဆိုင်ပါတရားမျှတမှုရှိပေးပါနော်အဲကြောင့်မပြေတော့နဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့တကယ်တမ်းကျတော့ဗျာဒီမျိုးဆေးတွေပါကောင်းတော့မှအချိန်မီတဲ့ဆိုလို့ရှိရင်ဆေးရုံခေါ်သွားပြီးတော့မှပါနော်အစစ်မီကုလိုက်တယ်ဆိုရင်တော့မှဗျာသူ့တက်ကရှင်နိုင်အောင်မယ်ဒါပေမဲ့လည်းအဲ့လိုဆေးရုံမခေါ်သွားဘဲနဲ့ဟိုတယ်မှာပေါ့နော်သူဆေးစားရည်တွေတိုက်လိုက်တယ်စားရည်တွေနဲ့သူတို့လုံထုံလုံနေရပေါ့နော်သူတို့ပုံစံတော့မသိပါဘူးဗျာဘယ်လိုလုပ်လို့တော့အတိအကျတော့မသိဘူးပေါ့ဗျာနော်အဲကြောင့်သူတို့လှုပ်လိုက်တော့မှနောက်ဆုံးတော့အသက်ဆုံးပါသွားရတယ်ဆိုတော့တော်တော်လေးနှမျောစရာကောင်းတယ်ဗျာနော်ငယ်ရွယ်ပဲရှိတယ်ဗျာ22နှစ်ဆိုလို့ရှိရင်လူငယ်ပဲရှိတယ်ဗျာနော်ရှေ့လျှောက်မှာလှုပ်စရာအများကြီးရှိတယ်လို့လှုပ်လို့ရတဲ့အရာတွေလည်းအများကြီးရှိတယ်နောက်တော့ချောမလာပလေးအဲကြောင့်ကိုယ့်ရဲ့သားသမီးတွေကိုပေါ့နော်ကိုကမွေးထုတ်ထားပြီးမှကိုကနှစ်ပေါင်း10ချီကိုကကျွေးမေးထားပြီးမှပေါ့နော်ကြီးလာမှပဲဒီလိုအဖြစ်ပြက်လေးတွေနဲ့အဆုံးပါမှာဆိုလို့ကျွန်တော်ကပြခြင်းဖြစ်ပါတယ်အဲကြောင့်ကိုယ့်ရဲ့သားသမီးတွေကိုတေချာထိန်းကြပါ KTV တွေသွားမယ်နိုင်အောက်တွေသွားမယ်ဆိုလို့ရှိရင်တေချာပြောကြပါတေချာဆုံးမကြပါခုခေတ်ကနော်အတော်မတော်တလန့်အဆမ်းမတော်တလို့နော်ကျွန်တော်တို့ကအဆမ်းမတော်တစ်ခုဆိုတာနဲ့တစ်ခုဆမ်းမိပြီဆိုတာနဲ့ကျွန်တော်တို့ဘဝကပြတ်သွားနိုင်ပါတယ်နော်အဲကြောင့်ကျွန်တော်ဘေးနားမှာပတ်လဲမှာအဆုံပါပဲမူရေးစီးပွားအဆုံပါလို့ချင်းလဲလက်ညှိုးထိုးနေရမူရေးစွာရှိအဲ့လိုမျိုးလူများနိုင်ငံဆိုရင်လက်ညှိုးထိုးရရေထွက်တယ်လက်ညှိုးထိုးရပတ်စံရှိတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံကဘလို့လဲလက်ညှိုးထိုးတဲ့နေရာမှာမူရေးစီးပွားရှိအဲ့လိုမျိုးဖြစ်နေတယ်အဲကြောင့်မိဘများအနေနဲ့ကိုသားသမီးကိုတန်ဖိုးထားကြပါနော်လူငယ်တွေအနေနဲ့ကလည်းကိုဘွားကိုတန်ဖိုးထားပါနော်မူရေးစီးပွားတွေလုံးဝမထိစေနဲ့ဒီလားထိပြီးဆိုလို့ရှိရင်90%တော့လူတွေကအဲ့ရဲ့မူရေးစီးပွားရဲ့ဒဏ်ကိုမခံနိုင်ဘူးဆွဲတဲ့ဒဏ်ကိုမခံနိုင်ဘူးအဲကြောင့်မူရေးစီးပွားအရင်အောင်ကောင်းပြီးတော့မှတောက်ပြီးစမ်းပြီးဆိုတာနဲ့ဆွဲသွားပြီးတော့မဖြစ်နိုင်တော့အဲကြောင့်ဘွားတွေမှာပြက်နော်
အဲ့လိုမျိုးအဖြစ်ပဲလေးကြုံမှာဆိုလို့ကျွန်တော်ကပြောပြချင်းဖြစ်ပါတယ်ဆိုတော့ဒီကောင်မလေးပုံစံကြည့်ရတော့เนาะချုံမောမောလေးနဲ့အဲ့လိုမျိုးပေါ့เนาะစောစောစီးစီးမလာကီယာတွားလိုက်တယ်ဆိုတော့စိတ်တော့မကောင်းဘူးဗျဒါပေမဲ့လည်းပေါ့เนาะအဲ့လိုမျိုးဆိုးမိုက်နေတယ်ဆိုတဲ့အတွက်အပြစ်တင်ရမလို့ကျွန်တော်တို့ကတနာမလို့ဖြစ်နေတယ်เนาะအဲ့ဒါကြောင့်ကြည့်ရှုသူအနေနဲ့ပဲ comment မှာဘာဖြစ်တင်လဲဆိုတဲ့အရာကိုရေးပေးခဲ့ပါအောင်ဗျာဆိုတော့ဘုဒ္ဓရအောင်လို့တခြားလူနာရအောင်လည်း share ပေးကြပါဗျာเนาะဒါပါပဲဗျ